အခမ်းအနားနေရပြင်းဖို့ကောင်းတယ်ဗျဆိုတော့ဒီနေ့ကျွန်တော်ကမ်းခြေသွားပြီးတော့မှရေသွားရှိုးမယ်အခုကျွန်တော်ပြင်လေသွားမှာအခုတော့ထဲမှာတယောက်တည်းပဲ Okay ပြင်လေရောက်ပြီဒီမှာလူတိတ်မရှိဘူးဗျတခြားနေရာမှာကျတော့လူအများကြီးပဲဒီမှာလေ9စီးလည်းရတယ်ဒါပေမဲ့ကျွန်တော်မ9စီးတော့ဘူးဗျဒီကနေကြည့်မယ်ဆိုရင်ဒနမ်မြို့ရဲ့ဟိုဘက်ခြမ်းမှာလမ်းမြင်နေရတယ်ဗျကျွန်တော်ဒီနေ့မှနည်းနည်းချုပ်ပတ်ကြည့်ပြီးတော့မှကျွန်တော်ခဏချင်ရေချိုးနေပါတော့နေလည်းပူနေဆိုတော့โอ้ที่น่ะมันตายเฮ้ยบ้าไปเท่าไหร่กูด่าเลยขายาเต้มันดูโอ้โหတချို့လူတွေလည်းဒီမှာရေလာစားကြတယ်ကျွန်တော်ကတယောက်ခဲပဲမလို့စီးချင်လည်းမစီးရဘူးသွားပြီအခုကျွန်တော်ဒီမှာရေလည်းချိုးပြီးတော့ရဆိုတော့တခြားနေရာမှာချုပ်ခင်းလာလေးတွားကြည့်မယ်ဒီနာကမ်းခြေဘေးထဲမှာပဲရှိနေဆိုတော့ဒီမှာဆိုင်ကယ်ရပ်ပြီးတော့လမ်းနဲ့6တန်းနဲ့ရောက်ပြီပေါ့နော်ဒီမှာကျတော့ချုပ်ခင်းရန်လာတယ်ဗျနေ့လေခင်းဆိုရင်လူတွေမရှိဘူးပေါ့နော်လူတွေကတော်တော်များများဒီညနေပဲကြာမှဟိုလာပြီးတော့ဘီယာတွေပါတောက်တယ်ဆန်ဆက်ကြည့်တယ်ကျွန်တော်ကတော့ပြန်ရမှာနည်းနည်းဝေးဆိုတော့ကျွန်တော်ဆန်ဆက်မကြည့်တော့ဘဲနဲ့အခုပြန်တော့မယ်ပေါ့နော်ဘိုင်ဘိုင်